ပြန်ပေးဆွဲခံရတဲ့စစ်မှုထမ်းစင်းတဲ့ထဲလိုက်မယ်ဆိုပြီးတော့မှမိဘတွေစီကိုသိန်းတရာငွေညစ်တဲ့တားဖြစ်သူနဲ့ချစ်သူစုံတွဲတည်ရဲ့ဖြစ်စဉ်အကြောင်းအရာတစ်ခုတားဖြစ်သူရုတ်တရက်ပျောက်ဆုံးသွားလို့မိဘဖြစ်သူတွေစိတ်ပူနေတဲ့အချိန်မှာအဲ့ဒီပျောက်ဆုံးနေတဲ့တားဖြစ်သူကတခြားသူဟန်ဆောင်ပြီးတော့သူ့ရဲ့မိဘတွေစီကိုငွေညစ်တောင်းခံရကနေပြီးတော့ဖန်ဆီးခံရတဲ့ဖြစ်စဉ်တစ်ခုဟာပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကရန်ကုန်မြို့မှာဖြစ်ပွားခဲ့ပါတယ်။အဲ့ဒီတားဖြစ်သူဟာရန်ကုန်တိုင်းဒေသကြီးတင်ကန်းကျွန်းမြို့နယ်မှာနေထိုင်တဲ့မောင်ငိမ့်ချမ်းဦးဆိုသူဖြစ်တယ်လို့သိရပြီးတော့သူဟာပြီးခဲ့တဲ့ဇွန်လ25ရက်နေ့ကအလုပ်ကိုသွားချိန်မိသားစုနဲ့အဆက်အသွယ်ပြတ်တောက်သွားခဲ့ပါတယ်။အဲ့ဒီအတွက်ကြောင့်သူ့ရဲ့မိဘတွေနဲ့ဆွေမျိုးတွေကလူပြောက်ကြော်ညာတွေကိုလူမှုကွန်ရက်ပေါ်မှာဖြန့်ဝေခဲ့တဲ့အပြင်လူပြောက်တိုင်ကြားခဲ့ကြပါတယ်။နောက်2ရက်အကြာဇွန်လ29ရက်နေ့နေ့လယ်တနာရီအချိန်လောက်မှာတော့အမီမတိအမျိုးသားတဦးကနေပျောက်ဆုံးသူငိမ့်ချမ်းဦးရဲ့အမေစီကိုဖုန်းနဲ့ဆက်သွယ်ပြီးတော့ခမရရဲ့သားငိမ့်ချမ်းဦးကိုပြန်ပြီးဆွဲထားတဲ့လူမှုကွန်ရက်စာမျက်နှာပေါ်မှာတင်ထားတဲ့လူပြောက်ကြော်ညာသတင်းကိုပြန်ဖြတ်ပေးပါခမရတို့သားငိမ့်ချမ်းဦးကိုပြန်လိုချင်တော့သိန်းတရာနဲ့ယူရမယ်ဆိုပြီးဆက်သွယ်ပြောဆိုလာခဲ့ပါတယ်အဲ့ဒီနောက်မှာဒီငိမ့်ချမ်းဦးရဲ့ရီးစားဖြစ်သူဒေါက်တာခိုင်စုရှိဆိုသူဟာငိမ့်ချမ်းဦးရဲ့အတော်ဖြစ်သူထံကိုလည်းထပ်မံဆက်သွယ်ပြီးတော့ငိမ့်ချမ်းဦးရဲ့မိခင်အမေနေမကောင်းဖြစ်တဲ့အတွက်စေခံပြနေရတယ်လို့သတင်းကြားတဲ့အကြောင်းကျမ်းမာရေးအခြေအနေအရမေးမြန်းဆက်သွယ်လာခဲ့တာဖြစ်တယ်လို့ဆိုပါတယ်အဲ့ဒီလိုဆက်သွယ်လာတဲ့ဖုန်းနံပါတ်တွေကိုတာဝန်ရှိသူတွေကတိုက်ဆိုင်စစ်ဆေးတဲ့အခါမှာငိမ့်ချမ်းဦးရဲ့မိဘတွေစီဆက်သွယ်လာတဲ့ဖုန်းနံပါတ်ဟာဒေါက်တာခိုင်စုရီနာမည်နဲ့မှတ်ပုံတင်ထားတာကိုစစ်ဆေးတွေ့ရှိရတာကြောင့်ဒေါက်တာခိုင်စုရီနဲ့ဒီပျောက်ဆုံးသူငိမ့်ချမ်းဦးတို့ရဲ့ပတ်သက်ဆွနေမှုအပေါ်မတင်ကားဖွယ်ရတဲလွန်စားကိုတွေ့ရှိခဲ့ပါတယ်။အဲဒီကနေဇွန်လ30ရက်မနက်9:00နာရီခွဲအချိန်လောက်မှာငိမ့်ချမ်းဦးဟာအတန်ဖြတ်ပြီးပြန်ပြီးဆွဲသူအယောင်ဆောင်ပြီးတော့မှသူ့ရဲ့မိဘတွေထီကိုဆက်သွယ်ပြီးပတ်စံပဲတော့လွဲမလဲအချိန်ပေးထားတဲ့3ရက်ကလည်းစိတ်သွားပြီးငွေမလွဲပေးဘူးဆိုရင်ခမရရဲ့သားငိမ့်ချမ်းဦးကိုပြည်သူစစ်မှုထမ်းစရင်တဲ့ထဲမှာဖြစ်တဲ့အတွက်အမြန်ဆုံးသိန်းတရာကို KB အကောက်ကနေလွဲပေးပါဆိုပြီးပြောဆိုလာခဲ့ပြန်ပါတယ်အဲ့ဒီနောက်မှာတော့တာဝန်ရှိသူတွေကဒီဖြစ်စဉ်နဲ့ပတ်သက်လို့လိုအပ်တဲ့စစ်ဆေးမှုတွေပြုလုပ်အပြီးရရှိလာတဲ့တဲလွန်စတွေအရာအဲ့ဒီဇွန်လ30ရက်နေ့လယ်အချိန်မှာပဲတာမွေမြို့နယ်မှာရှိတဲ့ဟိုတယ်တစ်ခုကနေပျောက်ဆုံးနေဆိုတဲ့ငိမ့်ချမ်းဦးနဲ့သူ့ရဲ့ရီစားဒေါက်တာခိုင်စုရီတို့ကိုဖမ်းဆီးရမိခဲ့ပါတယ်စစ်ဆေးတဲ့အခါမှာလည်းငိမ့်ချမ်းဦးကမိဘတွေကိုလိမ်လည်ခဲ့တာဖြစ်ကြောင်းသိန်းတရာလိုချင်လို့ဖြစ်ကြောင်းသူ့ရဲ့ရီစားဒေါက်တာခိုင်စုရီနဲ့အခုလိုပူးပေါင်းကြံစည်မိခဲ့တာဖြစ်တယ်ဆိုပြီးဝန်ခံထွက်ဆိုသွားခဲ့ပါတယ်။ဒီမှုကျူးလွန်သူငိမ့်ချမ်းဦးကတော့အသက်32နှစ်ပါသူ့ရဲ့ရီစားဒေါက်တာခိုင်စုရီကတော့32နှစ်ပါ။နောက်စလုံးကခေပညာတက်လူငယ်လူရွယ်လေးတွေဖြစ်ပြီးအခုလိုမျိုးကြံစည်တဲ့အကြောင်းကတော့ထူးခြားတဲ့ဖြစ်စဉ်အကြောင်းအရာပါလက်ရှိမှာတော့သူတို့ရဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီးတရားစွဲတင်နိုင်ရေးဆောင်ရွက်နေပါတယ်။